အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Spider-Man ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာယူဝဲတယောက်စောစီစီ Spider-Man ဖြစ်ဖို့ဆိုပြီးဂူတစ်ခုတည်းဒိုးချလာတာဂူတဲလေဘာကြီးထောင်ထားမှမသိဘူးကိုပါတစ်ခုခုနဲ့သွားတူနေတယ်ပေးကိုလက်နလားမသိဘူးဘိုးမပင်ကူသတော်ဝါနဲ့လက်နမမြောက်ဘူးဆိုတာဒါမျိုးပြောတာဖြစ်မယ်အဲ့ဒါတင်လားဆိုတော့ပင်ကူကပင်ကူစကားမပြောပြန်ဘူးလူလိုတွေပြောနေတာဟိုပါရည်တန်းအောင်လူမာသားရည်တန်းနဲ့ဒီလိုလားမဟုတ်ပါလွယ်ရောပင်ကူက CIS ကကိုချားပဲဖြစ်ရမယ်အလိုတီတန်တွေသူပဲပြောတတ်တာဟိုးပါကိုချားဆိုင်တိုင်းဆိုင်တိုင်းဆဲထုတ်ပြလိုက်ဦးမယ်အလိုနဲ့ယူလေသူပင်ကူလူသားဖြစ်ခြင်းနဲ့ဆိုတာကိုပင်ကိုပြောကိုပင်ကလည်းသဘောကောင်းချဝစ်ဆုံးတော့ချုပ်ပြီးသွားပြီကိုမတန်ဖို့တားရည်နဲ့ထမင်းဆိုတာနဲ့ယူလေဝစ်ဆုံးဝပြီးအတော့ကုန်လေးပြန်လာကိုမပင်ကူလူသားဆိုတဲ့ဝူခုံးနဲ့နေလားငါလားတရုတ်ကားကြည့်များသွားလို့ဖြစ်မယ်ကိုရီတီးတဲ့ပင်ကူလူသားနဲ့တော်တော်များလွဲနေသလားလို့ပြီးတော့တိုက်ဘော်တွေဖတ်တတ်တော့လေရှော့တာကြီးကိုမဝစ်ဆုံးမတူလားမသိဘူးသူပင်ကိုကွက်တွေကတော်တော်ကျဲတယ်အဲ့တော့ကျဲကြီးနဲ့ပဲသူကဲမဲ့လူလိုက်ရှာအိမ်အောင်ချင်းတော့ခလေးလေးလေးပြုတ်ကြတာငနေကပင်ကိုမြင်တော့မတော့ဘူးအရှိလိုက်ကြီးပဲပြန်ပြီးကဲချသွားတာကဲတော့ကမြို့လေကဲပြီးမှမြို့စုံရောက်သွားတာဟိုးကစပိုက်ဒါမန်အပြောင်းလဲကလည်းမြန်ချအလုံးနဲ့စပိုက်ဒါမန်လည်းနားကျင်တော့မရှိဘူးအကုန်ကဲတာဘလောက်ပူအဲ့ဒါသူကသာအပူခံတာနောက်ကအုပ်လိုက်ကြည့်ကြအရေးထဲမှာသူ့ကိုဝိုင်းကြည့်နေကြတာနည်းနည်းလေးတော့ဝိုင်းမကူဘူးမကူတော့သူလည်းစောင်းတော်ကြီးပြန်လိုက်ဟိုးကစပိုက်ဒါမန်လားဖားမလားမသိဘူးအသုံးလေးလွဲနေတာအဲ့ဒါလွဲချားတဲ့ကပဲတခိုးကိုလျှက်တဲ့ပြကစ်ချာတွေနဲ့တီးထုတ်ပြီးပိုင်ရှင်ပြန်အပ်ပြီလေတော့ဘာမဆိုင်ညာမဆိုင်ဝိုင်းပြော်နေတာကခလေးတတိုင်းဟိုမှာကြောင်းပရက်နဲ့တိုက်လို့ဖြစ်မယ်ဒီကနေစပိုက်ဒါမန်လေးတောက်ချောင်းပရိုက်တာတွေလို့တာတနတ်တွေပါလာတော့ပထမဦးဆုံးပင်းငွေမြေထုတ်ပြတာပတ်တီးလက်ကြီးနဲ့ဟိုးပါစပိုက်ဒါမန်အဲ့ဒီပတ်တီးလေးနဲ့ပဲလူကြတယ်ဟိုးလေးတစ်ချက်ချက်တွေဖြစ်သတင်းစာတိုက်တွေကပါသူသတင်းကိုလိုက်နေတဲ့ချင်းဂျိုသားတွေပါချလာပြီးတုံးနဲ့ဖြတ်စည်းရတဲ့လောက်ပြန်ရောဟိုမှာဂျိုသားတွေကလည်းအဖွဲလိုက်ကိုဖက်ရှင်မျိုးစုံနဲ့လီအင်းကြီးဝတ်ထားတဲ့ကောင်တော့ပါနေသေးတယ်ဟိုမှာလီကလည်းမာကန်နဲ့ကောင်းချမ်းတခြားချိုထီပါပေါက်နေတာတင်လားဆိုတော့မဟုတ်သေးဘူးဒီဘက်မှာလည်းလင်းလို့လိုလျှက်စီးလို့နဲ့အင်ကြီးတစ်ထည်တည်းလိုဝန်မျိုးနဲ့တယောက်တည်းရှုပ်နေတာဟိုမှာဘာလူသားတွေမှမသိဘူးတခါကတုံးကြတော့လေအငွေဘရင်ဆိုပြီးဆိုင်ငယ်များတက်ခွမလားလို့အငွေတွေထွက်တာအငွေကမျိုးစုံရတယ်ရီသေးငိုသေးမူးသေးတားသေးနဲ့အစုံပဲဟိုမှာစားကြက်လိုက်တာအလိုပဲအထင်မှာအသက်ကြီးဆုံးဦးရှေရကြဆိုက်ရုပ်သမားသူကကြခလေးဆိုက်ရုပ်လေးတွေကိုအောက်ဆရမှုနဲ့ထိန်းချုပ်တာပညာရှင်တွေကြီးပဲအဲ့တော့သူတို့ကအဖွဲတောင်းတယ်ဆိုပြီးကဘာကြီးကိုဖျက်ဆီးမယ်လို့စပိုက်ဒါမန်ကလည်းဒီဘက်မှာခြေထောက်မမြင်ရပဲဇောက်ထိုးတဲ့အင်တာဗျူးဖြစ်နေတာဆောက်ရမ်းနေမိုင်းနေပြီမိုင်းနေတော့လင်းတို့ဖလက်မန်ကဖျက်ဆီးလာလို့တော့လိုက်တီးရပြန်ရောကားခေါင်မိုးတွေပါရောက်အောင်မကလည်းဝိုင်းကြည့်နေတာစားပရပါသေးတယ်ခါထောက်ပြီးဟိုမှာအဲ့တော့စပိုက်ဒါမန်တို့လည်းတဲတဲ့ရင်ပိုတွေဖြစ်အောင်အလဲမှာညှစ်လို့ရတဲ့လေပင်ကိုသူ့ဘာသူအဆက်ထိတရွေ့ရွေ့ထိုးသွားပြီးကြောက်ဖို့မကောင်းပဲကြောက်ဖို့တွေကောင်းနေတာဟိုမှာအလိုနဲ့တယောက်တလေတဲတဲ့ရင်ပိုတွေလုံးတိုက်ခေါင်မိုးတွေပါပြန်တက်ပြီးပါတီးသားတွေနဲ့ပြင်အသဝုံတွေပို့ရမ်းပြီးတီးထုတ်ပလေတာနောက်ဆုံးလိုဝနှစ်ခုနဲ့လင်းတို့ flashman ရှော့သွားရောဟိုမှာတော့ဂျန်တဲ့ကောင်တွေလေသူတို့ mission အပြတ်မခံနဲ့တော့ Spider-Man ကိုဖားဖို့လို့တာအရန်တွေခတ်ချကရုံးကမူးတဲ့ပဲလောက်ရသေးတယ် Spider-Man ကလာခဲ့တော့ငရုတ်ကောင်းမှုနဲ့ဖျားထုတ်ပလေတာသူပါသူဘာမှဖြစ်အဖမ်းခါလိုက်ရောဟိုမှာစံညွန်းကောင်းကြလူနဲ့ Spider-Man ကိုသူတို့နဲ့ပူပေါင်းမှုကနာရွှေတုံးတွေပါပေးပြီးကဘာကြီးကိုအတူတူဖျက်ဆီးကြမယ်လို့တာ Spider-Man ကလက်မခံဘူးကဘာမှာတာမိုးကြီးဆုံးရာမြစ်တာမဟုတ်ဘူးလားဆိုပြီးသူစော်စီပဲပြန်ချလာတယ်အလဲကိုပါစပိုက်ဒါမန်တို့ချစ်တတ်ချအလုံးနဲ့စပိုက်ဒါမန်နဲ့သူ့စော်နေကကဘာကြီးကိုကာကွယ်ဖို့တပွဲကတုံးတို့ကလည်းတပွဲနဲ့ဖြတ်စည်းဖို့ကိုမြန်မာလိုကြီးကိုပါဂျိုးသားတွေကဆိုတဲ့အချင်းကဟိုငနဲ့အတိုင်းပဲစပိုက်ဒါမန်မနိုင်တော့သူ့စော်ပဲဖမ်းချလာလေတဲ့ကိုမှဂျိုးသားတွေဒါနဲ့စပိုက်ဒါမန်လေးကဘာကြီးကိုကဲဖို့နောက်စော်ဝရင်ကဲဖို့ပြန်ဖို့တော့အချိန်မရဘူးခြေချင်းပဲတိုးချလာတယ်အဲချေဦးရှေရကလည်းရမူတလုံးနဲ့သူများကားတွေကဇာဝင်ကနေအသကုံဖြန်းညက်ကပ်ပြီးမသိရင်သူပဲရမူနဲ့အသကုံဖောက်ခွဲနေတယ်လို့လုပ်နေတော့ဟိုမှာအဲကနေအကုန်ရှုံးကုန်ပြီးစပိုက်ဒါမန်နဲ့ဂျိုးသားတွေဖုံတော်ထဲမှာအသကုံဒီဖုံလေးဆိုတာ1000ပဲဟိုမှာနိုင်ငံခြားကစပိုက်ဒါမန်မြင်ရင်
ကြေခွဲသွားမယ်ဝိဆုံမလျှော်နိုင်လို့အလိုနဲ့ကဘာကျော်စပိုင်ဒါမန်ကလည်းဖုတ်တော်ထဲမှာပဲအတကုံတီးထုတ်ရင်နောက်ဆုံးဂျိုသားတွေပဲအကုန်ရှောသွားတော့မှာစပိုင်ဒါမန်လည်းစိတ်ချလက်ချချက်ဆိုင်ဒီလေးနဲ့ပဲအသက်ရဆုံးတီးထုတ်သွားရင်ပြီးဆုံးသွားပါပြီပေးခြင်းအမဆေ့ကတော့စပိုင်ဒါမန်ဒီလောက်အမြင်ထွက်တာသူဆိုတော့တော်တော်ရှင်းယူရမယ်ဆိုတာပါပဲကိုပါစပိုင်ဒါမန်လာကနေတော့ဒီလောက်ထွက်တာဂျန်နာတော့ပြောမနေနဲ့ဆိုတာပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ